ဒီနေ့ကဘတ်ဂျက်ဖြစ်ပြီးချင်းချင်းဆက်ဆက်လေးနဲ့စားလို့ကောင်းတဲ့ငပြောဘူးရခိုင်ချက်လေးချက်ပါမယ်ဟင်းချက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုတေချာလေးပြင်ဆင်ထားပေးပါမယ်ခင်ဗျာငပြောဘူးကိုနူးတဲ့စိတ်ပိုင်းလေးတွေဝယ်ရွေးပြီးတော့အစိတ်လေးတွေစိတ်ထားပေးပါမယ်ခင်ဗျာရခိုင်ငပြောသီးရဲ့အဖူးဆိုလို့ရှိရင်ပို့ပြီးတော့စားလို့ကောင်းပါတယ်ငပြောဘူးတွေကိုမဲမသွားအောင်စားနဲ့စနွှဲမို့တွေထည့်ထားတဲ့ရေထဲမှာခဏလေးစိတ်ထားပေးပါမယ်ရခိုင်ဟင်းလေးချက်မှမို့လို့မြူသီးလေးတွေကိုပြီးပြီးတော့ထည့်ပါမယ်အခုဆိုရင်ဟင်းဆက်ချက်လို့ရပါပြီဟင်းချက်ဖို့အတွက်မြင်ပြီးနဲ့ထည့်မယ်ပြီးရင်ချက်သားမို့စားနဲ့ရေဆေးထားတဲ့ငရီတူ6တွေထည့်မယ်မြူသီးစေးထည့်မယ်စီထည့်မယ်ပြီးရင်ရေနဲ့ထည့်ပြီးလို့ရှိရင်တော့စားချက်လို့ရပါပြီခင်ဗျာဒီဟင်းလေးကချက်ရတာလွယ်ကူတယ်ပြီးရင်အလုံးလျှော့တက်တာတဲ့ဟင်းလေးတစ်ခွက်ဖြစ်ပါတယ်ရေကန်ပြီးငပြောဘူးတွေနူးလာပြီဆိုလို့ရှိရင်အရင်ဖြော်ထားတဲ့မကြီးတွေထည့်ပါမယ်ပြီးရင်အဖိုးလေးအုပ်ပြီးတော့စီပေါက်တန်လေးကြားလာတဲ့အထိကိုထပ်ပြီးတော့ချက်ပါမယ်ခင်ဗျာအခုဆိုလို့ရှိရင်မင်းငပီးရဲ့ငရုတ်တီးရဲ့မကြီးတီးမဲ့ရဲ့အနက်တွေပေါင်းဆက်ထားတဲ့အနက်မှုံမွေးလေးနဲ့ငပြောဘူးရခိုင်ချက်လေးရပါပြီခင်ဗျာသူ့ရဲ့ရတာငပြောဘူးရဲ့ချိုးရဲ့ရတာလေးနဲ့ချစ်ချစ်ဆက်ဆက်လေးဆိုတော့ထမင်းနဲ့စားလို့ရှိရင်အရန်ကိုလိုက်ဖက်တဲ့ဟင်းလေးဖြစ်ပါတယ်ခင်ဗျာဘတ်ဂျက်ဖြစ်ပြီးရတာရှိလို့လက်ချက်စားကြည့်ကြနော်ကျေးဇူးတင်ပါတယ်ခင်ဗျာ